လို့ပြောတာလားအေးဟမ်ဒီမှာဟဲ့ကောင်ချမ်းသာသေးလို့ပျော်သွားပြီချမ်းသာသေးလို့ပျော်တယ်ကွာချမ်းသာကိုငါတို့လည်းနဲ့မတတ်ပဲနဲ့သူ့ဟာသူသေသွားတဲ့အတွက်ပျော်တယ်အိုင်းပျော်တယ်အရန်ပျော်တယ်ငတော့ဘာပြောတာချမ်းသာရဲ့ငါရဲ့မင်းရဲ့ပင်ပန်းရတယ်ဗရမများဒီကောင်ကအပိုက်စီးပြီးတော့အခုသူသေသွားပြီတို့ကဘယ်မှာအစရှာငဘောမင်းကတုံးဆွေနာမည်ငါမင်းကိုပြန်ပေးလိုက်မယ်ကွာဟဲ့ကောင်ဒီမှာချမ်းသာသေသွားတော့သူသားကျွေးဝတယောက်တည်းကြံခဲ့မယ်အဲ့ဒီဗရမများအဲ့ဒီကောင်ကြီးမှာရှိရမှာကွာဒီကျွေးဝတယောက်တည်းဆိုတော့မင်းတို့ငါတို့ပိုင်စီးရလွယ်သွားပြီကွာလွယ်သွားပြီကဲကျွေဝါကမသိဘူးဆိုပြီးဘူးခံနေရောဟာချမ်းသာကိုပြန်မေးလိုက်ရုံပေါ့ဟာနဲ့တင်တိုင်းကိုလိုက်သွားပြီးတော့နဲ့အမေလင်ကိုမေးအေးမေးမယ်ဟာဒီမိုင်းကငါအသက်ငယ်လေးရှိသေးတယ်တင်ငယ်ကိုမသွားနိုင်ဘူးစောလေးတယ်မင်းလားငယ်လားဘာငယ်တာလဲလူသားသေးတာဟမ်ဘာသေးတာအသက်ကကြီးပြီလို့ပြောတာတို့ဆရာတွေလျှောက်ပြောမနေနဲ့နားလဲဒီကောင်ကိုအမြဲတမ်းစောင့်ကြည့်နေဖို့လိုတယ်ဟုတ်တယ်ဗရမများကြီးပြန်ရဖို့အတွက်ဒီကောင်ကိုချီးကပ်ရမယ်ဖြီးဒီမှာမင်းချီးကငါချီးဘက်ကနေယွန်းနေဘာလျှောက်ပြောနေရလဲအဲ့ဒီဟာကိုပြောတာမဟုတ်ဘူးဒီကောင်နဲ့နေအောင်နေရမယ်လို့ပြောတာအိုးဝယ်ပြရလို့လေတတတခုမှမကြိုက်ဘူးဘာလုပ်ပြရမလဲတတဘာလုပ်ပြရလဲတတကျင်းကြလို့ရပြီတတကျင်းကြလို့ရပြီချွတ်မလုပ်ပါနဲ့မလုပ်နဲ့မလုပ်နဲ့ဘာမလုပ်နဲ့ခေါင်းနဲ့တတဦးညီလို့ရှိမယ်ပြပါမလားကုန်းတာဖြစ်တယ်ကုန်းတာဟုတ်ပြီကွာတာဖတ်ကြည့်လာကြကိုလေးတတအဲ့လိုမလုပ်အောင်လေဟိုကသေသွားမှာပေါ့တတရဲ့ကောင်းဆော့မှာပေါ့မလို့သမီးယူခဲ့မယ်နော်တတသမင်းကြမှာဆိုရင်တတဒီမှာနေခဲ့ဟဲ့ညီမတွားဘလို့ပြလာလေဘလို့ဖြစ်တာလဲရက်ခါရဲမှာပဲနေကိုလေးဒီတိုင်းပဲကြည့်နေရောမှာလင်းသိတဲ့အတိုင်းပဲဒီကောင်ကိုဆရာဝန်မျိုးစုံနဲ့ကုနေတာဆရာဝန်နေတာယူရင်ယူသွားမယ်ဒီကောင်ဖေတော့မှကောင်းလာမှာမဟုတ်ဘူးမထားပါနဲ့ဘာလို့တော့မကောင်းဘူးပြောရလဲဟာဆော့တတဆော့ဒါဖြစ်နေပြီးရော